မြောင်ကိုရီးယားကိုမိတ်ဆိတ်မရှိတဲ့ကလေးတစ်ယောက်လိုသတ်မှတ်နိုင်ပါတယ်။သူ့မှာတော့တောက်ပြောင်တဲ့ကစားစရာတွေအများကြီးရှိပေမဲ့ဘယ်သူမှလာပြီးအတူကစားချင်ကြတာမရှိဘူး။ဒါကြောင့်ပဲသူကသူ့အိမ်ရှိထိုင်ကုန်ပေါ်မှာထိုင်ပြီးအဲ့ဒီကစားစရာတွေကိုပြသနေတာလို့ပါပဲ။အမေရိကန်ဟာအီရန်နဲ့စစ်ပွဲကို၃မှတ်ကြာဆက်လက်ဖြစ်ပွားနေချိန်မှာပဲကင်ဂျုံအွန်ကိုယ်တိုင်ထွက်လာပြီးဒီအပတ်အတွင်းမှာဘလောက်မှန်းတဲ့ရဲ့ ballistic missile ဆဲကျော်ကိုပင်လယ်ထဲသို့ဖိခတ်ပြခဲ့ပါတယ်။သူဟာ600မီလီမီတာရော့ကက်လောင်ချာ12ခုကိုတန်းစီထားပြီးဒီလက်နက်တွေကိုတကယ်အသုံးပြုလိုက်မယ်ဆိုရင်အဲ့ဒီအကွာဝေးအတွင်းရှိအရာအလုံးမကြမ်းပဲဖျက်ဆီးပစ်နိုင်တယ်လို့ပြောဆိုခဲ့ပါတယ်။သူကဒါကိုတားဆီးနိုင်စွမ်း deterrence လို့ခေါ်ခဲ့ပေမဲ့တကယ်တမ်းမှာတော့ဘယ်သူမှမြောက်ကိုရီးယားကိုတိုက်ခိုက်ဖို့မစီစဉ်ထားပါဘူး။အမေရိကန်နဲ့တောင်ကိုရီးယားတို့ရဲ့နှစ်ဆင်းစစ်ရေးလေ့ကျင့်မှုတွေကိုပဲအကြောင်းပြုလိုက်တာဖြစ်ပါတယ်။ထို့အပြင်မြောက်ကိုရီးယားကနိုင်ငံသားတွေဝင်ရောက်နိုင်တဲ့နဲဖားတဲ့အခမ်းအနားတွေကတစ်ခုဖြစ်တဲ့Pyongyang International Marathon ကိုလည်းဒီအပတ်မှာပယ်ဖျက်လိုက်ပါတယ်